မိုးရေထဲကစောင့်နေသူအပိုင်းနှစ်မိုးရွာတဲ့ညတိုင်းကိုအောင်အိမ်ရှိမှတယောက်တည်းမထွက်ရဲတော့ဘူးဒါပေမဲ့သူမကတော့မပြတ်မကွက်ပြန်လာတယ်တညမှာမိုးတန်တွေကြားထဲကနေတကားကိုတောက်တောက်ဆိုပြီးတယောက်ကတိုက်တယ်ကိုအောင်နှလုံးခုန်မြန်လာတယ်ဒါပေမဲ့သူသိတယ်ဒီလိုညဆိုရင်သူမပဲတကားဖွင့်လိုက်တာနဲ့သူမရက်နေတယ်အရင်လိုပဲအဝတ်ဖြူသပင်ရှည်မျက်နှာကိုမမြင်ရဘူးဒီတခါတော့သူမကမပြောခင်ကိုအောင်ကမေးလိုက်တယ်မင်းဘာလို့ကျွန်တော်ကိုပဲလာတွေ့နေတာလဲသူမခဏငြိမ်ပြီးဖြည်းဖြည်းနဲ့ပြောတယ်မင်းသူနဲ့တူလို့ကိုအောင်မျက်လုံးကြီးသွားတယ်ဘသူလဲကျမချစ်တဲ့သူအဲ့ဒီညကစပြီးသူမကကိုအောင်နဲ့ပိုပြီးနီးကပ်လာတယ်သူမကတခါတလေအိမ်ထဲမှာထိုင်ပြီးတိတ်တိတ်လေးကိုအောင်ကိုကြည့်နေတတ်တယ်တခါတလေတော့သူ့နားမှာလာထိုင်ပြီးအသက်ရှူသံအေးဆက်ဆက်နဲ့နားထဲမှာထွက်တတ်တယ်မင်းအထီးကျန်နေပြီလားသူမကမေးတယ်ကိုအောင်ကမပြောတတ်ဘူးဒါပေမဲ့အမှန်ကသူလဲသူမကိုမကြောက်တော့ဘူးတညမှာတော့မိုးမရွာဘူးဒါပေမဲ့သူမရောက်လာတယ်ဒီတခါမှာသူမကမျက်နှာကိုဖြည်းဖြည်းလှန်လိုက်တယ်မျက်နှာဟာအယမ်းလာတယ်ဒါပေမဲ့မျက်လုံးတွေကအလင်းမရှိဘူးအေးဆက်ပြီးအသက်မရှိတဲ့အလားမင်းကျမနဲ့အတူနေမလားကိုအောင်နှလုံးခုန်တိတ်သွားတယ်ဘာဆိုလိုတာလဲသူမပြုံးလိုက်တဲ့အယမ်းအေးဆက်တဲ့ပြုံးဒီလောကမှာမဟုတ်ပဲအဲ့ဒီအချိန်မှာအိမ်ထဲကလေထုအေးခဲသွားသလိုဖြစ်လာတယ်။မီးအိမ်တွေလင်းလက်နေတဲ့အရာတွေတောင်တဖြည်းဖြည်းမီးညိုလာတယ်။ကိုအောင်နောက်ဆုတ်လိုက်တယ်။မင်းတရေပါ။သူမကောင်းကြီးလိုက်တယ်။ဒါပေမဲ့ကျမတယောက်တည်းမနေချင်တော့ဘူး။သူမလက်ကိုတိုးလာတယ်လိုက်ခဲ့ပါ။ကိုအောင်စိတ်ထဲမှာစိုးရိမ်မှုနဲ့တစ်ဖက်မှာတော့တနာမှုသူမရဲ့မျက်လုံးထဲမှာတယောက်တည်းနေခဲ့ရတဲ့နှစ်တွေကိုမြင်ရတယ်။နောက်တစ်ပိုင်းကဇသိမ်းပိုင်းဖြစ်တဲ့အတွက်စောင့်မျှော်ပေးပါဦး